မုံတိုင်းဖိဟန်ရဲ့အတွက်ကြိုတင်ပြင်ဆင်ထားရမည့်အရာများ၁မိမိရဲ့အိမ်ပတ်ဝန်းကျင်ရှိဘေးအန္တရာယ်ဖြစ်နိုင်ခြေများနဲ့အိမ်ရဲ့ကြံ့ခိုင်မှုကိုသေချာစစ်ဆေးပါ၂အိမ်နီးရှိကျိုးကျနိုင်သောတစ်ပင်တစ်ကိုင်းများကိုကြိုတင်ခုတ်ထွင်ရှင်းလင်းထားပါ၃မိသားစုအရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာလမ်းကြောင်းများနဲ့မိသားစုဆောင်ရွက်ကိုကြိုတင်သတ်မှတ်ထားပေးပါဥပမာမုံတိုင်းထံခံနိုင်သည့်အဆောက်အအုံများခိုလုံရာနေရာများ၄မိမိတို့၏မိသားစုတွင်ရွှေ့ပြောင်းရာ၌အခက်အခဲရှိနိုင်သောသက်ကြီးရွယ်အိုအမျိုးသမီးကိုယ်ဝန်ဆောင်မတန်ဆွမ်းကလေးငယ်များရှိပါကဘေးလွတ်ရာသို့မည်သို့ပြောင်းရွှေ့ရမည်ကိုရပ်ရွာတာဝန်ရှိသူများနှင့်ကြိုတင်ချိတ်ဆက်၍ပြင်ဆင်ဆောင်ရွက်ထားပါ၅ရေဆိုးပျက်စီးနိုင်တဲ့ပစ္စည်းများနှင့်အရေးကြီးသောစာရွက်စာတမ်းတွေကိုရေလုံးအိတ်ဖြင့်တေချာစွာထုတ်ပိုး၍ရေလွတ်နိုင်သည့်ခြောက်သွေ့မြင့်မားသောနေရာများတွင်ထားပါ၆မုန်တိုင်းတိုက်ခတ်လာလျင်ဒေသအလျောက်ဒီရေကြီးတတ်ပါသဖြင့်ဒီရေအတက်အကျကိုသတိပြု၍ရေကြီးလျင်သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်ကိုလိုက်နာဆောင်ရွက်ပါခုနှစ်အရေးပေါ်အသက်ကယ်ပစ္စည်းများနှင့်အရေးပေါ်သုံးပစ္စည်းများကိုအစဉ်သင့်ပြင်ဆင်ထားပါအသက်ကယ်အင်ဂျီဘောခွင်လေးလုံးစွာပိတ်ထားသည့်ရေပုံးအလွတ်တစ်သားတုံးငှပြောတုံးကားတာယာခွင်အစရှိသည်တို့ရေပေါ်နိုင်သောပစ္စည်းများမုံတိုင်းသတိပေးချက်ရလျင်ပြုလုပ်ရမည့်အရာများသက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများနှင့်သတိပေးချက်များကိုစဉ်ဆက်မပြတ်သတင်းရယူပါမိမိပတ်ဝန်းကျင်ရှိမတန်ဆွမ်းသူများအပါအဝင်သတင်းရယူရန်အခက်အခဲရှိသူများကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါကောလာဟာလသတင်းများကိုမြုံပါနှင့်စားနပ်ရိက္ခာကုန်ကြောင်းများတောက်သုံးရည်များအရေးကြီးစာရွက်စာတမ်းများကိုတေချာစွာထုတ်ပိုးပြီးမိမိနဲ့အတူထားရှိပါမိသားစုဝင်များကွဲကွာသွားပါကပြန်လည်ဆက်သွယ်ရန်ဆက်သွယ်ရမည်သူအမည်ဖုန်းနံပါတ်ရပ်ကွက်ကျေးရွာမြို့စသည်တို့အားရေးသား၍မိသားစုဝင်တိုင်းယူဆောင်ထားပါ၄မုံတိုင်းရေကိုအထူးသတိပြုပါ၅သက်ဆိုင်ရာအစိုးရဌာန၏ညွှန်ကြားချက်ရရှိပါကရွေးချယ်ထားသောဘေးလွတ်ရာနေရာသို့ရွှေ့ပြောင်းခိုလုံပါမိမိပတ်ဝန်းကျင်ရှိသက်ကြီးရွယ်အိုအမျိုးသမီးကိုယ်ဝန်ဆောင်မတန်ဆွမ်းကလေးငယ်များအကူအညီလိုအပ်ပါကအကူအညီပြောင်းရွှေ့ပေးပါမုံတိုင်းဖြစ်ပေါ်နေစဉ်အတွင်းလိုက်နာရန်အချက်များသက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများနှင့်သတိပေးချက်များကိုစဉ်ဆက်မပြတ်သတင်းရယူပါမိမိပတ်ဝန်းကျင်ရှိမတန်ဆွမ်းသူများအပါအဝင်သတင်းရယူရန်အခက်အခဲရှိသူများကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါကောလာဟာလသတင်းများကိုမြုံပါနှင့်မုံတိုင်းဗဟိုဖြတ်တန်းစဉ်ခိတ္တလေငိန်တော်လဲမကြာမီအချိန်အတွင်းစန့်ကျင်ဘက်အရက်မှာပုံမပြင်းထန်သည့်လေများတိုက်ခတ်လာနိုင်သည်ကိုသတိပြုပါမုံတိုင်းအန္တရာယ်ကင်းရှင်းကြောင်းသက်ဆိုင်ရာအစိုးရဌာနမှသတင်းထုတ်ပြန်သည့်အထိဘေးကင်းလုံခြုံသည့်နေရာတွင်နေထိုင်ပါမုံတိုင်းဖြစ်ပေါ်နေချိန်တွင်ရှောင်ရှားသင့်သည့်အချက်များတရိတ်ဆန်များကိုမလိုအပ်ဘဲချီနှောင်ထားခြင်းမပြုပါနှင့်ရေကြီးရေရှမ်းနေသောရေထဲတွင်မလိုအပ်ဘဲလမ်းလျှောက်ခြင်းရေကူးခြင်းများမလုပ်ပါနှင့်လေမုန်တိုင်းနှင့်ငယ်အားလျော့သွားချိန်တွင်အိမ်ပြင်ထွက်ခြင်းကမ်းခြေမြေကမ်းနားကမ်းနဖူးသို့မသွားပါနှင့်မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင်ပြုလုပ်ရမည့်အချက်များမိသားစုဝင်များပျောက်ဆုံးကွဲကွာပါကသက်ဆိုင်ရာတာဝန်ရှိသူများထံဆက်သွယ်ကြောင်းကြားပါရက်ရွာတွင်အန္တရာယ်ရှိနိုင်သောဓာတ်ကြိုးများဓာတ်တိုင်များတစ်ပင်တစ်ကိုင်းများကိုသတိပြုရှောင်ရှားပါသက်ဆိုင်ရာသို့အကြောင်းကြားပြီးကူညီရှင်းလင်းပါအိမ်ခိုင်ခံ့မှုအနေအထားနှင့်အစိတ်ရှိသောတိရစ္ဆာန်များအိမ်နှင့်ခြံအတွင်း၌ရှိမရှိစစ်ဆေးပါတောက်သုံးရေတံသို့မဟုတ်ကျိုးချက်ထားသောရေသို့မဟုတ်ရေတံဆေးခတ်ထားသောရေကိုသာအမြဲတောက်သုံးပါကယ်ဆယ်ရေးနှင့်အရေးပေါ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တအားသည့်ပူးပေါင်းပါဝင်ဆောင်ရွက်ပါမုန်တိုင်းဖြစ်ပြီးချိန်တွင်ရှောင်ရှားသင့်သည့်အချက်များသက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများနှင့်သတိပေးချက်များကိုစဉ်ဆက်မပြတ်သတင်းရယူပါမိမိပတ်ဝန်းကျင်ရှိမတန်ဆွမ်းသူများအပါအဝင်သတင်းရယူရန်အခက်အခဲရှိသူများကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါကောလာဟာလသတင်းများကိုမြုံပါနှင့်မလိုအပ်ဘဲအပြင်မထွက်ပါနှင့်မတန်ရှင်းသောရေရင်းမြစ်များကိုမသုံးစွဲပါနှင့်ပြိုကျပျက်စီးနေသောအဆောက်အအုံများတစ်ပင်များတောင်စောင်းများသို့မသွားပါနှင့်
မုန်တိုင်းများ၏အန္တရာယ်ကိုနားလည်သဘောပေါက်လွယ်စေရန်အယောင်ဖြင့်သတိပေးစနစ်များရှိပါသည်အယောင်အညွှန်းနှင့်လှုပ်ဆောင်ရမည့်လုပ်ငန်းများအဝါရောင်ဘင်္ဂလားပင်လယ်ရောကပလီပင်လယ်တွင်မုန်တိုင်းများဖြစ်ပေါ်နေပြီးဖြစ်သည်မုန်တိုင်း၏အခြေအနေကိုသတိထားနားဆွင့်ပါလိမ္မော်ရောင်မုန်တိုင်းသည်မြမကမ်းရိုးတန်းသို့ဦးတည်နေသည်မုန်တိုင်းသည်မိမိနေထိုင်ရာဒေသစီသို့ဦးတည်ရွေ့လျားသည်ဟုသတင်းရရှိပါကမုန်တိုင်း၏ပြောင်းလဲမှုဖြစ်စဉ်ကိုအထူးသတိထားစောင့်ကြည့်ပါအနီရောင်မုန်တိုင်းသည်ကမ်းရိုးတန်းသို့12နာရီအကြာတွင်ရောက်ရှိလာမည်ဖြစ်ပြီးအန္တရာယ်ရှိနိုင်သည့်လုံခြုံစိတ်ချရသောနေရာသို့ပြောင်းရွှေ့နေရယူပါအညိုရောင်မုန်တိုင်းအန္တရာယ်ကျရောက်နေသည့်လုံခြုံစိတ်ချရသည့်နေရာတွင်ခိုလှုံနေပါအစိမ်းရောင်မုန်တိုင်းအားပျော့ပြက်ပြဲသွားပြီးမိမိနေအိမ်သို့ပြန်နိုင်ပြီအောက်ဖော်ပြပါအရေးပေါ်သုံးပစ္စည်းများအားစာရင်းပြုစုကအလွယ်တကူရရှိနိုင်အောင်ပြင်ဆင်ထားပါပေါ်ပါပြီးရေဆိုခန်းကတည်ယူရလွယ်ကူသောအိတ်ဖြင့်ထည့်ထားရန်ရေနှင့်ဓာတ်စားများကြာရှည်ခံအသင့်စားသုံးနိုင်သောအစားအစာများရှေးဦးသူနာပြုပစ္စည်းများနှင့်ပုံမှန်သုံးစွဲနေသည့်ဆေးဝါးများအရေးပေါ်ခြုံဆောင်အဝတ်အစားများရေဆိုခန်းမိုးကာအကျန်းခံသည့်ဖနက်ဘက်ထရီအပြည့်ရှိသည့်ဖုန်းပါဝါဘန်းနှင့်ရေဒီယိုလက်နှိပ်ဓာတ်မီအိမ်နှင့်ဓာတ်ခဲပိုများဘတ်စုံသုံးအိတ်ဆောင်တာကြိုးဖျောင်းနိုင်မီကျစ်တကိုယ်သုံးအသုံးဆောင်များစက်ပြားသွားတိုက်တန်းသွားတိုက်စေရေဆိုခန်းအိတ်နှင့်ထည့်ထားသောအရေးကြီးစာရွက်စာတမ်းနှင့်ငွေသားကလေးများ၏ကျောင်းသုံးပစ္စည်းများအကူအညီတောင်းခံရ၌ခြားသူများအလွယ်တကူသိရှိနိုင်အောင်အချက်ပြနိုင်မည့်ဝီစီအလံဂျာမန်ဖက်ဒရယ်နိုင်ငံသား၏ရုပ်၏ငွေကြေးပံ့ပိုးမှုဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုတင်ပြင်ဆင်မှုနှင့်တုံ့ပြန်မှုလုပ်ငန်းများတွင်မတန်ဆွမ်းသူများအထူးအခန်းကဏ္ဍများမှပါဝင်ဆောင်ရွက်စေခြင်းစီမံချက်မှာဤဗီဒီယိုအားစီစဉ်ပါသည်